Hello everyone ဒီဗီဒီယိုလေးထဲမှာတော့ဗရာအနေနဲ့ဒီ philosophy တတနည်းကဗေဒကိုဘယ်နေရာမှာဘယ်လိုမျိုး self study free လေ့လာလို့ရနိုင်မလဲဆိုတာတွေကိုအဓိကထားပြီးတော့ပြပြပြီးတော့မှာဖြစ်ပါတယ်ဗရာအနေနဲ့ဒီ philosophy တတနည်းကဗေဒကိုပေါ့နော်လေ့လာလို့ရတဲ့နေရာတွေကိုရှာကြည့်တဲ့အခါမှာတိတ်ပြီးတော့များများဆဆမတွေ့မိဘူးလို့ရှိရင်ဒီမြန်မာလူလေ့လာလို့ရတဲ့နေရာပို့ပြီးတော့ရှားတယ်ပေါ့နော်အဲ့တော့ဗရာအနေနဲ့ဒီဗီဒီယိုလေးထဲမှာဒီအပိုင်း၃ပိုင်းခွဲပြီးတော့အဓိကပြောပြပေးသွားမယ်ပေါ့နော်ဘယ်နေရာတွေမှာဘယ်လိုမျိုးလေ့လာလို့ရနိုင်မလဲဆိုတာတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ် so let's get started ခေရဆိုလို့ရှိရင်ဗရာတို့ဒီဘယ်လိုမျိုးလေ့လာလို့ရမလဲဘယ်နေရာတွေမှာလေ့လာလို့ရနိုင်မလဲပေါ့အဲ့တော့ဗရာတုံးခုပြောပြပေးတော့မယ်ပေါ့နော်အဲ့တော့ပထမအဆုံးတစ်ခုကဘာဖြစ်မလဲဆိုလို့ရှိရင် YouTube ပေါ့နော် YouTube channel တွေပေါ့အဲ့တော့ဗရာတို့အခုဒီဗီဒီယိုကြည့်နေတဲ့ဒီ YouTube platform ပေါ်မှာဗရာတို့လေ့လာလို့ရတဲ့အရာမှန်သမျှပေါ့နော်ဗေရာတို့လိလာခြင်းတဲ့အရာမှန်သမျှရှိရပေါ့နော်တော်တော်များများရှိတယ်ဒါပေမဲ့တေချာလေးရွေးချယ်ပြီးတော့လိလာတက်ဖို့တော့လိုတယ်ပေါ့နော်အဲ့တော့ဗေရာတို့အနေနဲ့ဒီ search bar မှာ philosophy မြန်မာလို့ရှာလိုက်တာပဲဖြစ်ဖြစ် philosophy လို့ရှာလိုက်တာပဲဖြစ်ဖြစ်ဗီဒီယိုတွေအများကြီးကြာလာလိမ့်မယ်အဲ့ဒီဗီဒီယိုတွေအားလုံးကိုလိုက်ကြည့်နေစီရမလို့ပေါ့နော်အဲ့တော့ဘယ် YouTube channel တွေက philosophy လိလာဖို့အတွက်အကောင်းဆုံးဖြစ်မလဲပေါ့အခုအချိန်လေးမှာပေါ့နော်အဲ့တော့ဗေရာတွေ့ထားတဲ့ YouTube channel တုံးခုကိုအရင်ဆုံးပြပြပေးတော့မယ်ပထမဆုံးတစ်ခုအနေနဲ့ crash course ကကြတော့ဒီ philosophy တာမကောက်ဘူးနော်တခြားမျိုးတော့ဘာသာရပ်တွေကိုလေ့လာလို့ရတယ် psychology ရှိမယ်တခြားအများကြီးရှိသေးရေပေါ့နော်ဗေရာဘေးနားမှာလည်းဒီပြထားပေးလိုက်မယ်အဲ့တော့ဒီနောက်ထပ်တစ်ခုကကြတော့ the school of life ဖြစ်မယ် the school of life မှာလည်းဒီ philosophy playlist တည်တဲ့ရှိတယ်ပေါ့နော်ခုနက crash course မှာလည်းအဲ့လိုပဲ playlist ထဲမှာတွားကြည့်ရမှာပေါ့သူကအများကြီးရှိရယ် philosophy ထဲမှာပေါ့နော်သူရဲ့အခွဲတွေပေါ့နော်ကဏ္ဍအခွဲတွေအကုန်လုံးရှိရယ်ပြီးရင်သူရဲ့ philosophers တွေပေါ့နော် Asian philosophers တွေကစားအခုဒီ modern ခေတ်ကဒီ philosophy တွေအကြောင်းပါသူတို့ပြထားပြီးတာချိတ်ဆက်ပြီးတော့ဗီဒီယိုလေးတွေလုပ်ထားပြီးတာကိုတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီမြန်မာလူနားထောင်ခြင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်เนาะဗေရာအနေနဲ့တိတ်ပြီးများများဆဆတော့မတွေ့ဘူးပေါ့နော်ဒါပေမဲ့ဗေရာတွေ့မိရတခုလို့ရှိရဲ့ကြော်ဖုံးကြောင်နေဆိုတဲ့ channel ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်တော့လုံးဝဒီ philosophy တတနည်းကဒီဗေဒအကြောင်းအရာလေးတွေကိုပဲပေါ့နော်သူရဲ့ဒီကဏ္ဍအခွဲလေးတွေကိုပဲတီးတန့်မျှဝေထားပေးတာကိုတွေ့ရလိမ့်မယ်ပေါ့နော်သူကကျတော့ဒီ personal development ပိုင်းနည်းနည်းလေးတွားတယ်ပေါ့နော်အဲ့ဒီမှာရှိမယ်တခြား channel တွေတခြား video တွေလည်းဗေရာတွေ့မိတယ်ဒါပေမဲ့ဒီရောနေရပေါ့နော်ရောနေရဆိုတော့ဗေရာဒီမှာတော့ mention မလုပ်တော့ဘူးတခြားကိုတိထားတဲ့ကောင်းတဲ့ channel လေးတွေရှိလို့ရှိရင်လည်း comment ထဲမှာပြောပြပေးသွားလို့ရပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ဒါကတော့ YouTube channel တွေအကြောင်းပေါ့နော် Okay so let's move to number 2 Okay အဲ့ဆိုလို့ရှိရင်ဗေရာတို့အနေနဲ့ဒီ YouTube channel နဲ့လေ့လာလို့ရတယ်ဆိုတာကိုတော့သိပြီးသွားပြီဒါပေမဲ့ဒီ YouTube channel မှာဆိုရင်တော့ဒီအများတော့အဖြစ်ကတော့ video အတူလေးတွေပဲရှိမယ်summary ပြန်ပြီးလုပ်ထားပေးတာမျိုးတွေလောက်ပဲရှိမယ်ပေါ့နော်အဲ့လိုမဟုတ်ကွာတတဲဝင်လေ့လာခြင်းနေဆိုရင်တော့စာအုပ်ဖတ်ဖို့လိုလာပြီပေါ့နော်စာအုပ်ဖတ်ဖို့လိုလာပြီအဲ့တော့ဗေရာအနေနဲ့ကတော့ဒီမြန်မာလိုတိတ်ပြီးတော့မတွေ့မိဘူးပေါ့နော်အဲ့တော့တကယ်လို့ကိုတိထားတဲ့စာအုပ်တွေရှိရဆိုလို့ရှိရင် comment ထဲမှာမျှဝေပေးသွားလို့ရပါတယ်အဲ့တော့ဒီမှာတော့အဓိကဗေရာပြောပြမှာကတော့ဒီ English လိုဖတ်လို့ရတဲ့ website ပြောပြမယ်ပြီးရင်ဘာတွေကိုအရင်ဆုံးဖတ်ရမလဲဆိုတာကိုပြောပြပေးပါမယ်ပေါ့နော် so let's get started အဲ့ဆိုလို့ရှိရင်ပထမအဆုံးအနေနဲ့ဒီတွားပြီးရှာလို့ရတဲ့နေရာကဘယ်မှာရှိမလဲဆိုလို့ရှိရင် oceanofpdf.com oceanofpdf.com မှာတွားပြီးရှာလို့ရတယ်အဲ့ဒီမှာစာအုပ်နာမည်ကိုရိုက်ပြီးရှာလို့ရတယ်လို့သူကဒီစာရေးဆရာနာမည်ကိုရိုက်ပြီးတော့လည်းရှာလို့ရတယ်ဆိုတော့တော်တော်လေးအဆင်ပြေတယ်အကုန်လုံး free ပဲပေါ့နော် free download လုပ်လို့ရတယ် quality ကလည်းပြောစီရတော့မလို့ပေါ့နော်အဲ့တော့ဘယ်လိုအနေနဲ့ဘာတွေကိုအရင်ဆုံးလေ့လာလို့ရမလဲဆိုရင်ဒီ Plato ရဲ့ဒီ The Republic ဆိုတဲ့စာအုပ်ကိုအရင်ဆုံးဖတ်လို့ရတယ်ပြီးလို့ရှိရင်တော့ဒီ Marcus Aurelius ရဲ့ Meditations ပေါ့ဗေရာဒါကိုတော့ဖတ်ပြီးသွားပြီပေါ့နော်တော်တော်လေးတော့အဆင်ပြေတယ် meditations ဒါလေးဖတ်လို့ရမယ်ပြီးလို့ရှိရင်တော့ကျန်တဲ့စာအုပ်တွေကိုလည်းဗေရာဒီရေးထားပေးလိုက်မယ်ပေါ့နော်ရေးထားပေးလိုက်မယ်ပြီးရင်ဒီ Will Durant ရဲ့ The Story of Philosophy ဆိုတဲ့စာအုပ်တွေဖတ်လို့ရတယ် The Problems of Philosophy ဆိုတဲ့စာအုပ်တွေဖတ်လို့ရတယ်ပြီးရင် What does it all mean ဆိုတဲ့စာအုပ်တွေဖတ်လို့ရမယ်ပေါ့နော်အဲ့ဒါတွေကိုအရင်ဆုံးဖတ်လို့လည်းရတယ်အဲ့တော့တကယ်လို့ကိုကစာအုပ်ပို့ပေါ့နော်ဒီအများကြီးလည်းမဖတ်ချင်ဘူးဒီ summary လောက်ပဲ
ဖတ်ချင်တယ်သူရဲ့ main points main ideas key ideas လေးတွေပဲရချင်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်လို့ရလဲဆိုတော့သူကဒီ Blinkist ဆိုတဲ့ app ရှိရပေါ့နော်သူက iOS မှာလည်းရတယ် Android မှာလည်းရတယ်ပြီးရင် web တွေမှာလည်းရတယ်ပေါ့နော်အဲ့တော့တော်တော်လေးအဆင်ပြေတယ်ဒါပေမဲ့သူက free တော့မရဘူးပေါ့နော် Vera တော့ဝယ်တော့ကတော့ page တခုကတော့ဝယ်တော့ကတော့သူကတစ်နှစ်စာကို1000ခွဲပေးရတယ်ပေါ့နော်1000ခွဲပေးရတယ်ဒါပေမဲ့သူကတစ်နှစ်စာဆိုမြဲ Vera ဝယ်ထားတာလည်းမကြသေးတော့ page တော့ပြထားပေးလိုက်မယ်ဒါပေမဲ့ Vera လည်းအမှတော့မခံနိုင်ဘူးပေါ့နော်ဒါပေမဲ့အခုထိတော့ Vera တုံးနေတာအဆင်ပြေတယ်ဆိုတော့ဒါကတော့ Vera sharing တော့လုပ်ပေးလိုက်မယ်အဲ့ဒီထဲမှာဆိုလို့ရှိရင်စာအုပ်တွေပေါ့နော်ခုနကပြောရတဲ့စာအုပ်တွေအကုန်လုံးရှိချင်မှတော့ရှိမယ်ဒါပေမဲ့တော်တော်လေးစုံနေသူက15 minutes ပေါ့နော်15 minutes စာ15 minutes စာဖြတ်ထားပေးတယ်ဖတ်ချင်လေးရတယ်ဒါမှမဟုတ်ကိုကဒီအိတ်ခါနီးနားထောင်ချင်တယ်ဆိုလို့ရှိရင်လည်းနားထောင်လို့ရတယ်တော်တော်လေးအဆင်ပြေတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒါလေးလည်းတုံလို့ရပါတယ်ခဲရဆိုလို့ရှိရင်နောက်ဆုံးတစ်ခုပေါ့နော်ဒီနောက်ဆုံးတစ်ခုကကြတော့ကိုကဒီတိုင်းဝါဒနာရလိလာတာမဟုတ်ဘူးဝါဒနာရလိလာရဲဆိုရင်တောင်မှဒီ accredited ဖြစ်တဲ့ဒီ certificate ရချင်တယ်ပေါ့နော် certificate ရချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲအဲ့ဆိုလို့ရှိရင်တော့ Coursera ရှိမယ်ပေါ့နော်အလီဆန်ကိုဘာလို့မညွှန်းတာလဲဆိုတော့သူတိတ်မစုံဘူးပြီးရင် Coursera ပို့ပြီးတော့အဆင်ပြေလို့ပဲခံစားရလို့ပေါ့နော်အဲ့ဒီမှာ Coursera မှာဆိုလို့ရှိရင်သူကလိလာစရာတွေများတယ် certificate ရှိမယ် diploma ရှိမယ်ဒီ bachelor တောင်ရှိရပါတော့ဒါပေမဲ့ bachelor တော့ Vera မစမ်းကြည့်ရတည်တော့ Vera မညွှန်းတော့ဘူးပေါ့နော်အဓိကဒီမှာ certificate မှာဆိုလို့ရှိရင်သူက free လိလာလို့ရတာလည်းရှိတယ်ဒါပေမဲ့ဝယ်ရတယ်ပေါ့နော်အဲ့တော့ဝယ်တဲ့အခါမှာ page တွေကနေတော့ဝယ်ချင်လဲရတယ်6လစာတစ်နှစ်စာရောင်းပေးတာတွေ Vera တွေ့တယ်ပေါ့နော်အဲ့တော့အဲ့လိုမလုပ်ချင်ဘူးဆိုရင်သူက financial aid ရှောက်လို့ရတယ်နည်းနည်းတော့စောင့်ရတယ်ဆိုပေမဲ့ဒါစမ်းကြည့်ဖို့တင်တယ်ပေါ့နော် 100% Vera ဆိုလဲခဏတော့ရတယ်ပေါ့နော်အဲ့တော့အဆင်ပြေတယ်အဲ့ဒီကနေ financial aid ရှောက်ပြီးတော့ draw ပြီးတော့တက်လို့ရမယ်ပေါ့နော် Coursera ဆိုတဲ့ app လေးမှာကိုကရေစုံဆိုင်ရင်လုပ်ရမယ်ဆိုင်ရင်လုပ်ပြီးရင်ကိုတက်ချင်တယ် course ကိုရွေးမယ် enroll လုပ်မယ်ပြီးရင်အဲ့ဒီအောက်နားလေးမှာ financial aid ရှောက်လို့ရတဲ့နေရာရှိတယ်ပေါ့နော် Vera ဒါကိုတော့နောက်ပိုင်းဗီဒီယိုပြန်လုပ်ဖြစ်လိမ့်မယ်အဲ့ဒီမှာတွားပြီးတော့ဒီလေ့လာလို့ရတယ်အဲ့ဒီမှာဆိုလို့ရှိရင်ဒီကအနေနဲ့ဗာရီရင်ဆုံးလေ့လာလို့ရမလဲဆိုရင် introduction to philosophy ပေါ့နော်ဒါကတော့ University of Edinburgh ကနေဒီပြန်ပြီးတော့ဖွင့်ထားတဲ့ certificate course လေးဖြစ်တယ်ပေါ့နော် Vera လည်းတက်နေရပေါ့အဲ့တော့နောက်တစ်ခုကတော့ introduction to logic and critical thinking ပိုင်းနေပြီးရင်သူကတော်တော်များများဒီ Asian philosophy တွေအကြောင်းတွေတော်တော်လေး sharing လုပ်ထားတာကိုတွေ့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ logical thinking ပိုင်းတွေပေါ့ပြီးရင် morality ပိုင်းတွေတော်တော်များများတွေ့ရတယ်အဲ့တော့ဒါလေးတွေကတော့ philosophy ကိုဘယ်လိုမျိုးလေ့လာရမလဲဘယ်လိုမျိုး self study လေ့လာရမလဲပြီးလို့ရှိရင် free ပေါ့နော် free ဘယ်လိုမျိုးလေ့လာရမလဲဆိုတာတွေကိုပြပြပြီးတော့တာပဲဖြစ်ပါတယ်အဲ့ဆိုလို့ရှိရင်အားလုံးအဆင်ပြေကြလိမ့်မယ်လို့မြင်လိမ့်ပါတယ်တကယ်လို့မေးစရာပြောစရာရှိရဆိုလို့ရှိရင် comment ထဲမှာမေးတော့လို့ပြောတော့လို့ရပါတယ် so thank you for your time and have a good day see you next video bye bye